အားလုံးပဲမင်္ဂလာပါအဲ့ဒီမှာ data အမှားတွေမြိုင်းပြီးဖို့အတွက် data validation ကိုအသုံးပြုပြီးတော့ dot list တွေပြုလုပ်သွားမှာဖြစ်ပါတယ် product code ကိုလည်းကိုဆက်လက်ပေးလိုက်ပါပြီ data 2တွေက data validation ကိုရွေးပါမယ် setting တွေက allow ဆိုတဲ့နေရာမှာ list ကိုရွေးပေးပါမယ် source ဆိုတဲ့နေရာမှာ product code ကိုဆက်လက်ပေးပါမယ်ဒီ product code တွေအကုန်လုံးကိုဆက်လက်ပေးလိုက်ပါမယ် okay ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ product code တွေအကုန်ကျလာမှာဖြစ်တယ်ပေါ့နော် unit price ကိုလည်း data validation ထည့်ကြည့်မယ်ပေါ့နော်ထည့်မဲ့ column ကို select မှတ်ပါမယ် data 2တွေက data validation ကိုနှိပ်ပါမယ် setting တွေက allow ဆိုတဲ့နေရာမှာ list ကိုရွေးပေးပါမယ် source ဆိုတဲ့နေရာမှာ product table တွေက unit price ရှိတဲ့ column တစ်ခုလုံး select ပေးလိုက်ပါမယ် okay ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ unit price အကုန်ကျလာတယ်ပေါ့နော်ဒီနေရာမှာ product code တွေစိတ်ကြရွေးလို့ရတယ် amount တွေလည်းစိတ်ကြရွေးလို့ရတယ်ပေါ့နော်ဒါကတော့ data တွေမမှားရွေးနေဘူးပေါ့နော် total amount ကတော့ unit price နဲ့ column ကိုမြောက်ထားတာဖြစ်ပါတယ် table နဲ့ data validation ယူတာဖြစ်တဲ့အတွက်အကယ်၍တစ်ချောင်းတိုးလာမယ်ဆိုလို့ရှိရင် automatic ကျလာမှာဖြစ်ပါတယ်ပေါ့နော်ပထမတစ်ခုအနေနဲ့ကတော့ပုံမှန်တိုင်း source ကို select ပေးတဲ့နည်းဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ comma နဲ့ထည့်တဲ့နည်းပေါ့နော်ထည့်ချင်တဲ့ကွက်ကို select မှတ်ပါမယ် data validation နဲ့ကိုဝင်ပါမယ် setting ထဲမှာ allow ထဲမှာ list ဆိုတာကိုရွေးပါမယ် source ဆိုတဲ့နေရာမှာဆိုလို့ရှိရင် gender ဆိုတော့ male နဲ့ female ပေါ့နော် male ကိုရိုက်ထည့်မယ် comma ပေးမယ် female ရိုက်ထည့်မယ်ပေါ့နော်ဒီပုံစံမျိုးနဲ့ကိုထည့်ချင်တဲ့ data တွေကို comma ချပြီးရိုက်ထည့်သွားလို့ရပါတယ်ဒီလိုမျိုးဆိုထဲမှာ comma နဲ့ရိုက်ထည့်မယ်ဆိုလို့ရှိရင်တော့စလုံးကြီး250ကျော်နဲ့ကန့်သက်ရှိပါတယ်ဒါနဲ့မဖြစ်နေမှာဖြစ်ပါတယ်ဆိုကို select ပေးတာရဲ့အားနည်းချက်ကတော့ဒီမှာဆိုလို့ရှိရင်အပြည့်ရွေးရပါပါတယ်အကယ်၍ဒီဆိုကိုသွားပြီးဖြတ်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဘက်မှာပါမဟုတ်တော့ဘူးပေါ့နော်ဒေါ်လောက်လေးရေးတော့နေတဲ့ဆိုလို့ရှိရင်တော့ဆိုထဲမှာ comma ကုတ်ပြီးထည့်ရကောင်းပါတယ်အရေးတော့များတယ်ဆိုလို့ရှိရင်တော့ဆိုကို select ပေးတဲ့ပုံစံပိုကောင်းပါတယ်အကယ်၍ clear လုပ်မယ်ဆိုလို့ရှိရင်တော့ clear လုပ်မယ်ကောင်းတော့ select မှတ်လိုက်ပါပြီးလို့ရှိရင် data 2တွေက data validation ကိုနှိပ်ပါပြီးလို့ရှိရင်ဒီမှာ clear all ဆိုတဲ့အရာလေးနှိပ်လိုက်ပါokay ပေးလိုက်ပါပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒေါ်လောက်လေးတွေပြတ်သွားပါပြီပေါ့နော်အခုကတော့ data validation ထည့်တဲ့ပုံစံ2မျိုးနဲ့ဘယ်လိုဖြတ်ရမယ်ဆိုတာကိုနမူနာလုပ်ဆောင်သွားတာဖြစ်ပါတယ်ဒါမဲ့ဗီဒီယိုတွေမှာဆက်လက်ပြီးလေ့လာသွားမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်